ပထမကျွန်တော်မင်းလာတိုက်ပွဲအာရကတ်တော်ဤရဲ့စစ်တွေထိုးစစ်ဒုက္ခမန်တို့စစ်ကြောင်းကိစ္စတွေကိုပြောမလို့ဒါပေမဲ့ဒီနေ့မှာတော်လိုင်းရေးတပ်ဖွဲ့အချင်းချင်းပုတ်တိုင်မှုပါကြောင်လိုအဖြစ်စိုးမျိုးဖြစ်မဲ့အခြေအနေတစ်ခုဒီညက်နေမှာထွက်ပေါ်လာပါတယ်ဒီအကြောင်းကိုပြောမှာဖြစ်ပါတယ် BNR ရဲ့ပုံနဂါတက်ကနေပြီးတော့ကြီးညာရက်တစ်စောက်ထွက်လာပါတယ်အားလုံးပဲမင်္ဂလာပါမြန်မာသတင်းကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ BNR ရဲ့ဘုံနကားကြီးညာချက်ထဲမှာပါဝင်တာကပြည်သူလူထုအတိပေးကြီးညာခြင်းယနေ့ရှေ့ရက်တလ2026မှာစပြီးရက်အနည်းငယ်အတွင်းပလဲမြို့နယ်ပြည်သူများအနေဖြင့်စီရေးတတိပြုနေထိုင်ကြပါရန်အတိပေးအပ်ပါသည်အန်ယူဂျီကဝေးဝင်ကြီးဌာနမှာအဆင့်စစ်ရှုပ်ဝဲညွှန်ကြားမှုဖြင့်ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNR ကိုတိုက်ခိုက်ခြင်းခရိုင်ကုကေးတာဝန်ခံစွမ်းတူမောင်နှင့်ပလဲမြို့နယ်ကာလုံတာဝန်ရှိသိငိမ့်တို့မှယမနေ့အစည်းအဝေးပြုလုပ်ခဲ့ပြီးယနေ့မှစ၍တပ်အင်အားများပြင်ဆင်စုစည်းနေသည့်တဲ့အားအတိအကျရရှိထားပြီးဖြစ်ပါတယ်။ပြောချင်တာကတော့ဘုံနဂါတက်ကိုတိုက်ဖို့ NUG ဝန်ကြီးဌာနအစစ်စစ်ကညွှန်ကြားချက်နဲ့တိုက်ဖို့ခရိုင်ကိုကေးတာဝန်ခံစွမ်းတူမောင်တို့ကအစည်းအဝေးလုပ်တယ်လို့ပြောတာပါ။တဘောမတူသည့်ရင်းမှုများရှိတော်လဲအမိတ်ဟူသောအတင်းအကျပ်စီမံနေပါတယ်။ NUG အနေနဲ့အခြားသောအဖွဲ့အစည်းများကိုထို့သောဖိနှိပ်နိုင်ကျင့်မှုများရှိခဲ့ပြီးဒီကိုလည်းကာကန်ရှင်ဖွဲ့စည်းများနဲ့ပြည်သူတချို့ကမြတ်ဝါထင်ထင်တွေ့ကြုံသိမြင်ခဲ့ပြီးဖြစ်ပါတယ်။ BNR ရဲ့ဖွဲ့စည်းပေါ်တွင်လည်းရခင်ကပင်ဤမျိုးစုံနဲ့တွန်းတိုက်ဖိနှိပ်သည်ကိုလည်းပြည်သူအများစုသိရှိပြီးဖြစ်ပါတယ်။2024တွင် BNR စခန်းတစ်ခုအား NUG ခရိုင်တရင်များမှလက်နက်ဖြင့်လာရောက်တိုက်ခတ်ရန်ဝိုင်းဝန်းပိတ်ဆို့နေစဉ်၎င်းတို့ဘက်မှခရိုင်တရင်မှုနှင့်စစ်ကြောင်းမှုအပါအဝင်လူ30ခန့်နှင့်လက်နက်အချို့ကိုBNR တပ်ဖွဲ့မှအနီးကပ်ဝင်ရောက်ချီးကပ်ဖမ်းဆီးနိုင်ခဲ့ပြီး၎င်းတို့တပ်များပြန်ဆုတ်သွားရန်မိမိတို့ကိုယ်တိုင်သာဖိအားပေးဖြည့်ရှင်းခဲ့ရပါသည်ထို့သောအနီးကပ်ဖမ်းဆီးမှုမပြုမီကာကွယ်ရေးဝန်ကြီးရုံးနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့တွင်တိုက်ရိုက်ရုံးစာဖုန်းတို့ဖြင့်ဆက်သွယ်၍၎င်းကိစ္စအားဖြည့်ရှင်းရန်စူးစမ်းတော်လဲလုံးဝခေါင်းရှောင်နေသဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ပြီး BNR ဘက်မှအရေးတာချိန်တွင်ဖန်စီကံရဲဘော်များတစုံတရာမထိခိုက်စေပဲ၎င်းတို့တပ်များစုပ်သွားပြီးနောက်ကြည်တောင်တနက်တလက်ပင်မချံပဲပြန်လဲအနှံ့၍လွတ်ပေးခဲ့ပါတယ်လက်နက်ဖြစ်ပြိပခမကြီးစေရန်လူလူအထိတ်တလန့်မဖြစ်စေရန် BNR မှတီးခံဆောင်ရွက်ခဲ့သည်ကိုဒေသခံပြည်သူများနဲ့ရဲဘော်များအသိပင်ဖြစ်ပါတယ်ယခုဒီချိန်တွင်တာဝန်ခံမှုမရှိုံမက၎င်းကိစ္စသည်အောက်ခြေပြဿနာလည်းမဟုတ်သည့်အတွက်အတွင်းမှာဆက်သွယ်ဖြည့်ရှင်းတော်မူမဟုတ်ပဲလူလူကိုကြိုတင်အတိပေးထားရင်သက်ဆိုင်ရာတာဝန်ရှိသူအစင်စစ်တည်စေရန်ယူရပါသည်အမှန်တရားနှင့်ပတ်သက်၍ပွင့်လင်းစွာယက်တီပြောဆိုလုတ်ကင်ဆောင်ရွက်သည်မှလွှဲ၍ BNR သည်စတင်အခြေပြုဖွဲ့စည်းသည့် PPDF မှစ၍ယနေ့တိုင်ပြည်သူအပေါ်တွင်တစ္ဆာရှိဖြင့်စူးစမ်းလှုပ်ဆောင်ခဲ့ပြီးကြီးလေသည့်အပြစ်တစုံတရာမရှိဘဲပြည်သူကိုဖိနှိပ်နိုင်ခြင်းသည့်အပြုမှလုံးဝမရှိခဲ့ပါကောင်းမွန်စွာရပ်တည်လာတဲ့အဖွဲ့အစည်းဖြစ်တယ်အန်ယူဂျီနေပြီးထိုးထိုးရှေ့တိုးလှုပ်ဆောင်ပါကလုံးဝလက်ခံပြီးမဟုတ်ပါ၎င်းစီစဉ်သက်ဆိုင်ရာလူကြီးများမှဆက်လက်ခွင့်ပြုပြီးလှုပ်ဆောင်ပြီးဆိုပါကအန်ယူဂျီနေပြီး BNR အဖွဲ့အစည်းပေါ်လုံးဝရံပတ်ဖြစ်တတ်မှတ်လိုက်သည်မှတ်ယူပြီးအဆုံးစွန်ထိရင်ဆိုင်တုတ်ပြန်သွားမည်ဖြစ်ပါသဖြင့်နီးစပ်ပြည်သူများတတိထားနေတိုင်ကြပါရန်လေးစားစွာအတိပေးထုတ်ပြန်အပ်ပါသည်မှတ်ချက်ညဉ့်ညမ်းဆိုသူမှာ MRDA မှ2022တွင် MOD မှပေးရကတိတရင်လေးမှတရင်မှုတူဖြစ်ပြီး MRDA မှ BNR ဖြစ်ပြောင်းလဲဖွဲ့စည်းချိန်တွင် MOD မှ၎င်းရှင်းလေးချင်းအားထုတ်ပယ်ဟန်ပြုပြီး BNR မှတရင်လေးအားပြန်လဲလက်ခံထားစဉ် BNR anti AA ကန်ဆက်လက်ကြီးပါဝင်လက်နက်ငယ်300ကျော်ခေယံအများပြားရှို့ဝက်ခိုးယူတဲ့ထုတ်၍ MOD ထံပြန်လဲဝင်ရောက်ရန်စူးစမ်းခဲ့မှုသည်တည်ရင်မှုဖြစ်သည်ဒီစာရဲ့အခြေအနေအသွာလာတွေကိုကြည့်ရတာတော့အကျေမငြိမ်းမွယ်အနေထားမျိုးဖြစ်ပါတယ်အပိုက်ဒုတိယအပိုက်မှာပါတဲ့အချက်ဆိုရင်
ကာဝေးဝင်ကြီးဌာနအဆင့်ဆင့်ညွှန်ကြားချက်ချို့ဝက်ညွှန်ကြားချက်ဖြင့် BNR အားတိုက်ခိုက်ရန်ခရိုင်ကိုကေကြီးမှာစီစဉ်နေတယ်ဆိုတဲ့ကိစ္စတရင်တိတိကျကျရပြီးဒီလိုပြုလုပ်တဲ့အစည်းအဝေးမှာမတိုက်ချင်တဲ့တရင်မှုတွေအများပြားကိုလည်းအမိတ်ပေးတဲ့ပုံတံပြုလုပ်ပြီးအတင်းကျပ်စေခိုင်းမှုတွေရှိတယ်ဆိုတဲ့အချက်ကို BNR ကပြောထားပြီးတော့အကယ်၍ဤကဲ့သို့ဖြစ်ပေါ်လာပါကအဆုံးစုံဒီလက်တော့ပြန်မယ်လို့ပြောတာပါတယ်ဆိုတော့အဲ့နဲ့ထွင်းရမယ့်နေရာမှာပေါက်စိန်နဲ့ပေါက်ရမယ့်အခြေအနေဖြစ်နေပါတယ်စကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်ပြဿနာတွေတော်လိုင်းကြီးမှာအများဆုံးဒေတာတစ်ခုအဖြစ်ရှိနေပါတယ်စကိုင်းတိုင်းရင်းမာပင်ကကန်ထောက်တိုက်ပွဲမှာတော့ကလည်း PLA လေရင်ပြစ်ချတာကိုပကဖတွေကသူတို့ပြစ်ချတာပါပြောလို့ပြောအရှိမဒီခရိုင်ကုတ်ကဲရီမှုယာရူတိုးသွားတဲ့စွမ်းတူမောင်ဆိုတဲ့လူရဲ့တိုင်ကြားခံထားရတဲ့ပြစ်မှုတွေကလည်းအများအပြားရှိဟုတ်လားမဟုတ်လား MOD ကသူတွေသိလိမ့်မယ်ဆိုတော့ MOD ကမြည်သည့်စစ်ဥပဒေကိုကျင့်သုံးနေလဲဆိုတဲ့ကိစ္စလည်းဒီနေရာမှာမေးခွန်းထုတ်ရလိမ့်မယ် MOD ဟာအကယ်၍စစ်ဥပဒေတရက်ကိုကျင့်သုံးနေခဲ့တယ်ဆိုရင်တိုင်ကြားခံထားရတဲ့လူတက်မှုမြောင်းမြောင်များစွာနဲ့တိုင်ကြားခံထားရတဲ့လူကိုယာရူတိုးပေးပိုင်ခွင့်ရှိလား MOD ကစစ်ဥပဒေများကိုလိုက်နာနေသလားနံပါတ်2အရှိမလဲဘိုတံမတိလူ20တက်မှုနဲ့တရားခံကိုယ်တိုင်ကဝန်ခံထားတာတောင်ယာရူတိုးပေးတဲ့ MOD လူမိုင်မွေးပြီးတော့ဒီပပတ်လေကတက်တွေကိုရန်တိုက်ပေးနေသလားတော့မှတ်ရတဲ့အခြေအနေမျိုးလို့မြင်ပါတယ်ဒါပေမဲ့ဒီအချိန်မှာဒါတွေကျွန်တော်မပြောချင်ဘူးပကဖတွေကပလဖကိုတတ်တာတွေပညာရေးစီဒီအန်ဝန်ထမ်းကိုတတ်တာတွေမနေ့တနေ့ကမှဘူလက်ရာရဲ့ဝန်ထမ်းကကိုလအောင်ရွာကပကဖခေါင်းဆောင်ပလဖခေါင်းဆောင်တွေကိုလေပင်ဓာတ်နဲ့တို့ပြီးတတ်တာတွေညိုင်ပကဖရှင်နဲ့တွင်တူပြီးအညာတူပိုင်းဆိုပြီးချမ်းသာပြီးအဲ့နေတကြောမှာရဲစီဒီအန်ကပကဖလုတ်ပြီးအနိုင်ကျင့်ပူကြနေတယ်ဆိုတဲ့တည်င်းတွေအများပြားထွက်ပေါ်နေတယ်နော်ပြည်သူဟာတကယ်ပဲဘဏ္ဍဘက်ကိုကြောက်နေရတဲ့အခြေအနေကိုတွေ့နေရတယ်လွတ်မြောက်နေမြေတွေမှာလည်းတကယ်လွတ်မြောက်တာမဟုတ်ဘဲနဲ့စစ်တပ်ကဘုံကျဲတာတစ်မျိုးဒေသခံတော်လှန်ရေးတပ်တွေကနှီးမျိုးစုံနဲ့အချို့ပေါ့နော်အကုန်လုံးမဟုတ်ပါအချို့အနိုင်ကျင့်တာတစ်မျိုးနဲ့ပြည်သူလူထုဘဝဟာဘဏ္ဍဘက်ကိုကြောက်နေရရင်ကျွန်တော်တို့တော်လှန်ရေးခင်ဗျားတို့တော်လှန်ရေးဟာရက်ဆိုင်သွားပါလိမ့်မယ်လက်ရှိဒီအခြေအနေ BNR ထုတ်ပြန်ထားတဲ့အခြေအနေကိုကြည်ချင်းအဖြစ်အတိတ်သမိုင်းမှာပါကြောင်လို့အချင်းချင်းပြန်လဲသက်ဖြတ်မှုမျိုးတွေတော်လှန်ရေးသမားအချင်းချင်းတနက်ပြောင်းလဲတာပြည်သူကိုတနက်ပြောင်းလဲတာဟာအပြင်းထန်ဆုံးသောတော်လှန်ရေးရာဇဝတ်မှုဖြစ်ပါတယ်ဒါတွေနဲ့ပတ်သက်ပြီးဖြစ်လာသမျှပြဿနာတိုင်းကိုလေ့လာကြည့်ပြဿနာရဲ့10ခုမှာ9ခုခွဲလောက်ဟာNUG MOD အောက်ကပကဖပလဖပဖတက်များတာဖြစ်နေတာကိုတွေ့ရပါတယ်အခြားတရင်တပ်ဖွဲ့တွေကစစ်တပ်ရတာတစ်မျိုးအလူခံရတာတစ်မျိုးနဲ့ပတ်ချလဲပေမဲ့ရင်းမပင်ခရိုင်ပကဖကတော့အလုံးမရှိအကင်မရှိနေဗျာဒီအချိန်မှာသူများတွေတတိုင်းတိုင်းတိုက်နေတာသူတို့အလုံးမရှိပဲနေနိုင်ပြီးပြည်သူထမင်းကိုထိုင်စားနေတာဟာရင်နာစရာကောင်းလာပါတယ်အမှန်ကဒီနေ့မှာကျွန်တော်မြို့ပြလူနေမှုအခြေအနေဇပွဲတွေစွမ်းသူမအောင်တို့အောင်စဘူးတို့စမ်းရည်မိုးတို့ထင်မြို့ပေါ်တွေမှာဇပွဲမပြတ်ပျော်ပျော်ပပဖြတ်တန်းနေတဲ့အခြေအနေကြီးနဲ့တော်လန်ရေးအာဏာသိမ်းမှုဖြစ်စဉ်ကိုကျွန်တော်သုံးသပ်ပြောချမလို့ဒါပေမဲ့အရေးကြီးတဲ့ဒီသတင်းကိုဆက်ပြောချင်တာကခင်ဗျားတို့ဒီလိုလုပ်နေရင်ပြည်သူကတော်လန်ရေးကိုစိတ်ပြက်နောက်ဆုတ်ပြီးစစ်တပ်အောင်ပါပဲမရရအောင်နေသားကြအောင်နေရမယ့်ဘဝမျိုးကိုအခြေအနေကိုခင်ဗျားတို့ကိုယ်တိုင်တွန်းပို့နေတယ်လို့ဖြစ်သွားပါလိမ့်မယ်အဲ့တော့လက်ရှိ BNR ရဲ့ဘုံနဂါရဲ့ထုတ်ပြန်ချက်ဟာစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်ဒါကြောင့်မို့သက်ဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရNUGတာဝန်ရှိသူများက
ကိုကဲထိန်ချောင်းပါရင်လေးလေးနက်နက်တိုက်တွန်းလိုပါတယ်လူဦးတော်လန်ရေးမှာပြည်သူကိုတနက်ပြောင်းလဲတဲ့အဖြစ်တွေဖြစ်ခဲ့ပြီးပါပြီကိုတော်လန်ရေးတက်ကရဲဘော်ကိုရိုက်နဲ့နှိပ်စက်ရင်ပြေသွားတဲ့အဖြစ်တွေရှိပါတယ်ကျွန်တော်ပြောမှာနောက်ရက်ပြောမှာခဏလေးထားတော့တော်လိုင်းရဲဘော်တွေကမလုတ်ချင်တော့လို့နှုတ်ထွက်စာတင်ရင်ပတ်စံပေးပြီးမှထွက်ရတဲ့အဖြစ်အပျက်တွေအများကြီးဖြစ်နေတယ်လွတ်မြောက်နေမြေတွေကပြည်သူတွေကလည်းတကယ်လွတ်မြောက်ခြင်းမဟုတ်ပဲစစ်တပ်ရဲ့လေရင်ဘုံနဲ့ကြောက်ကမြေပြင်တော်လိုင်းရေးတပ်တွေကထိန်းချုပ်ထားတော့သူတို့လည်းကြောက်ရဆိုတဲ့တချို့သောကြည်ဝေမဲ့တဲ့တော်လိုင်းရေးတပ်တွေကြောင့်ပြည်သူကိုခမရတို့မတနာကြဘူးလားဗျာကျွန်တော်တို့လေးလေးစားစားမေတ္တာရက်ခံတောင်းပန်လိုပါတယ်ကိုတက်ကိုနင်းနဲ့ကိုတော်လိုင်းရေးရဲဘော်ချင်းချင်းပြစ်ခတ်တဲ့ထိတွေ့တဲ့ဖြစ်စဉ်မျိုးຫນွေဦးတော်လိုင်းရေးမှာလုံးဝမဖြစ်ဖို့ပတ်ပေါင်းစုံကထိမ့်သိမ့်ကြပါလို့အနုညွတ်မေတ္တာရက်ခံလို့ပြီးပြည်သူလူထုကဒီလိုဖြစ်ရမျိုးဖြစ်လာခဲ့ရင်ပြင်းထန်တဲ့ရှုတ်ချမှုတွေလောက်ကင်ဆောင်ရွက်ပြီးတော်လန်ကြီးရဲ့ရဝင်းကနေကန်ထုတ်မောင်းထုတ်ပြီးတော်လန်ကြီးရာဇဝေသားဖြစ်တတ်မှတ်ပေးဖို့လေတိုက်တွန်းပါတယ်ပြည်သူလူထုကိုတိုင်တယ်ပါတယ်ပြည်သူသားအခရာဖြစ်ပါတယ်ပြည်သူလူထုရေကျွန်တော်တို့လေနီလန်ပေါင်းစုံနဲ့တော်လန်ကြီးကိုပြည်သူစိတ်မပြတ်အောင်နှိမ့်စင်ဗျာနီးပေါင်းစုံနဲ့စူးစမ်းနေပါတယ်ဒါပေမဲ့တရားရာခိုင်နှုန်းတော်လန်ကိုရေးကိုကျွန်တော်စိုးမိုးနိုင်စမ်းလွှမ်းမိုးနိုင်စမ်းမရှိတဲ့အခါကျအချို့သောဖြစ်ရက်တွေအပေါ်မှာတော်လန်ရေးပေါ်မှာစိတ်မပြတ်စေဖို့လေးလေးနက်နက်ကြောချလိုပါတယ်လူမြတ်ကျော်ကိုစိတ်ပြတ်နိုင်ပါတယ်အန်ယူဂျီကိုစိတ်ပြတ်နိုင်ပါတယ်ပကဖတွေကိုစိတ်ပြတ်နိုင်ပါတယ်တော်လန်ရေးကိုတော့စိတ်မပြတ်ကြပဲဒီလိုဖြစ်ရဆိုးတွေမဖြစ်အောင်ဝိုင်းဝန်းထိန်ချောင်းပဲ့ပြင်ပေးပါလို့ပြောရင် BNR ဘုံတကားတက်တော်နဲ့ရင်းမပင်ခရိုင်ပကဖတို့ရဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးအကျယ်ကျယ်မငြိမ့်ပွေမဖြစ်ပဲပြဿနာများရှိခဲ့ပါကဆွေးနွေးညှိနှိုင်းအဖြေရှာကြပါရဲ့ပြည်သူဝယ်ယူပေးထားသောတနတ်ပြည်သူငွေတဲ့ဝယ်ထားသောတနတ်ကြည်စံများနဲ့တော်လိုင်းရေးသမားအချင်းချင်းပြစ်ခတ်တယ်တနတ်မောင်းတင်တယ်ချိန်တယ်ဆိုရင်တော့အင်မတန်ဆိုးရတဲ့တော်လိုင်းရေးရာဇဝတ်မှုတစ်ခုကိုကျူးလွန်လိုက်ပြီလို့ပဲကိုမှတ်ပြီးတော်လိုင်းရေးပါရာစီကကြာကိုကြာပါလိမ့်မယ်လို့ပြောရင်ဒီလူလူမှထိန်ချောင်းပေးပါရဲ့လူမြတ်ကျော်မှာလေးလေးနက်နက်တိုက်တွန်းအပ်ပါတယ်